Oh, the Pakistan. So, di na mo fi nya lo na tui. Oh, ne. Hello, hi, Assalamualaikum. Hi, sir. कहाँ के भाई? इंशाल्लाह आपके मुझे बहुत खुशी है। कहाँ के? Yeah, Pakistan. You're Pakistan? Oh, it's okay. Assalamualaikum. Huh? I'm Myanmar. Same, Myanmar. Myanmar. Oh, Myanmar. Yeah, Myanmar, same country. So his family is Pakistan, huh? But You live live in England live in England. You arrived in here how long time? 1 month ago. 1 month ago, huh? For work, coming. No, just to visiting. Only visiting, huh? Believe Allah, do that one, no? If you are Muslim also, Alhamdulillah. so iftari ဖြေဖို့အတွက်ဒီမှာလာပြီးတော့စုံတာပေါ့နော်ဒီအကူခေါ်ဖေးတာတဲ့ကျွန်တော် iftari တော့ကိုနည်းနည်းစောင့်လိုက်ပါမယ်ဒါသူတို့ကဒီလိုပေါ့နော်ဒီမှာသူတို့ဒီမှာ culture လေးချစ်ဖို့ကောင်းပါတယ်လာမယ်ဒီသူတို့ဒီစုစုပေါင်းဆက်ပေါင်းလေးလောက်ထားတယ်ပေါ့နော်အဲ့လူတွေလာကြတယ်လာကြပြီးပါအားလုံး wine လေးတွေစုထိုင်ကြတယ်စားစရာတွေတူလောက်ကြတယ်ဒီမှာကအင်ဂျီ250ပတ်ချလေးလောက်ပဲရှိတယ်ဆိုတော့တဲ့သူတို့ဒီမှာဘယ်သူတွေမဆိုလာစားလို့ရအောင်သူတို့လုပ်ပေးထားတယ်ပေါ့ wine နေနဲ့လာတယ်ထိုင်ပြီးတော့အဲ့လို iftari ချိန်လေးတူစောက်ပြီးတော့စားလို့ရတယ်ပေါ့နော်အားလုံးလည်းသူတို့ကဒီ welcome ပေါ့အရန် warmly ဖြစ်တယ်သူတို့အရန်ဟိုဖြစ်တယ်season ဟာတွေကလည်းချစ်ဖို့ကောင်းတယ်ဒါတခြားဟိုဖြစ်တာတက်စားရယ်ပလီထဲမှာမကလေးပြီးပါညာမလုပ်ပဲလေဒီပလီပြင်လေးမှာ wine လေးနဲ့ဖြေကြတယ်ပြီးမှဟိုဖြစ်ကြပါကျွန်တော်အဲ့သူတို့ wine လေးတွေနဲ့အခု iftari လေးမိတဲ့လောက်လေးကျွန်တော် live ပြပါမယ်ဒီမှာငါးစားတာများဒါကျွန်တော်ထိုင်နေရတယ်လို့နော်တို့ဒီမှာအဲ့လိုငါးတွေများတယ်နော်ဆိုတော့အခုတို့ဒွာလုံးနေကြပြီနော်ကျွန်တော်ဝါဖြစ်ဖို့နည်းနည်းဒွာလုံးပါတော့မယ်အားလုံးပဲ